ဒီနေ့မှာတော့ My Melody လေးဆော့ပြပါမယ်စပါပြီ My Melody လေးဆော့ပါမယ် My Melody လေးဆော့ ice နည်းနည်းလေးကြည့်ရပါရှင်း My Melody ကတော့လွယ်လားမလွယ်လားကျွန်မလည်းမသိပါဘူးကျွန်မ My Melody လေးဆော့ပြပါတယ်ဒီမှာ TikTok ကောက်ရှိပါတယ်အဲ့ကြောင့် TikTok ကောက်မလားမှန်လား My Melody လေးဆော့ပြပါဆိုလို့ဆော့ပြလိုက်ပါပြီ ice ice တော်ရပါ ice ပြကြပါပြီတော်ရပါမသိတော်ရပါဟိုအောက်ထိပြကြပါနိုင်မနေ့ပဲဆိုဘာနေ့လဲဆိုတော့တကြဲရောက်ပါပြီမနေ့ကတကြဲရောက်ပါပြီအဲ့ဆိုတကြဲကျွန်မတကြံပြီးမှဗီဒီယိုတင်ပြမယ်ပေါ့နော်ဟိုတကြံရဲ့လေးဒီမှာလည်းအားတဲ့အချိန်ရရင်ဗီဒီယိုလေးတင်ပါမယ်တို့ကြပါပြန်ပြီတဲတုံးလေးတို့ခဏလေးပါโอเคပါတဲတုံးလေးတို့နည်းနည်းလေးကြာသွားတဲ့အတွက် sorry ပါဒီမှာလည်းနည်းနည်းလေးပြဿနာလေးရှိလို့နော် sorry ပါဒီမှာလည်းနည်းနည်းလေးပြဿနာလေးရှိနေလို့ပေါ့နော်လုပ်ပြန်ပြီတဲတဲလေးခဏလေးပါโอเคပါတဲတုံးလေးတို့โอเคပါတဲတုံးလေးတို့နည်းနည်းလေးကြာသွားတာပါမမတို့ကိုကိုတို့တဲတဲလေးတို့My Melody လေးอ่ะသူကအရှမ်းခက်တာ My Melody လေးကျွန်မ10ကောက်15ခါလောက်ချိန်စောခဲ့ပြီမဲ့လေမနိုင်ခဲ့ပါဘူးခုမှဒီဗီဒီယိုလေးတင်ပြမှာပဲနည်းနည်းလေးစိတ်သက်သာရပါတော့တာပေါ့ရှင်ခါကြအဲ့လိုမျိုးလေဒီအပေါ်ကြီးကနေပြုတ်ကျလာနှမျောစရာရောအခါကြတကယ်ယူနှမျောစရာကြီးဒါလေးကစားတော့ဝင်ကပါလိုလေးပေါ့နော်ဝင်ကပါလိုလေးပေါ့နော်ဝင်ကပါလိုလေးစောက်ထားတာโอเคပါဖျောက်စီရမှာအပေါ်တက်ကပါဆိုရလေအောက်စီးစီနေတာမသိဘူးအော်အိုက်တီးတော့